မင်္ဂလာပါရှင်လွတ်လပ်သောမွန်တရဲ agency အမနာရဲ့ Sunny News အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်တပတ်တွင်ထူးခြားတဲ့မြန်မာသတင်းတိုင်းသားဒေသကသတင်းတွေကိုဦးစားပေးကောက်နှုတ်ထားပြီးကျမတို့အမနာ Sunny News အစီအစဉ်ကနေတင်ပြပေးနေတာဖြစ်ပါတယ်အခုတပတ်အစီအစဉ်တွေကောက်နှုတ်ရွေးချယ်ထားတဲ့သတင်းတွေကတော့ရေးမြောက်ပိုင်းတိုက်ပွဲမှာ MSRF ကရဲဘော်2ဦးကြာဆုံးခဲ့တဲ့အကြောင်းလုံခြုံရေးတင်ဆက်ထားပေမဲ့လည်းမူဘီနယ်မှာဒီဇင်ဘာပိတ်ရက်ခီးသွားလာသူများနေတဲ့အခြေအနေနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်33ဦးကိုအကြမ်းဖက်သမားအဖြစ် UNG ကတတ်မှတ်ကြေညာလိုက်တဲ့သတင်းအခြားထူးခြားတဲ့အာဆီယံသတင်းနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ဖို့ရှိနေပါတယ်ဟုတ်ကဲ့ကျွန်မနွန်တယ်ပါဟုတ်ကဲ့ပါအခုနောက်ဆုံးပြောပြပေးမယ့်တနေ့ကတော့ရေမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ကုသိုလ်စိန်နဲ့နိကရင်ရွာကြားစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်စစ်ကြောင်းနဲ့မွန်ပြည်ဒေါ်လာရေးသက် MSRF တို့ပြီးခဲ့တဲ့ဒီဇင်ဘာလ22ရက်နေ့ကအထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး MSRF ကရဲဘော်2ဦးကြာဆုံးခဲ့ပါတယ်အင်အား150ရှိတဲ့စစ်ကော်မရှင်စစ်ကြောင်းဟာကုသိုလ်စိန်နဲ့နိကရင်ရွာတို့စစ်ကြောင်းထိုးလာစဉ်မှာမွန်ပြည်ဒေါ်လာရေးသက် MSRF ကဒီဇင်ဘာလ22ရက်နေ့မွန်းလွဲ2နာရီခွဲကနေ3နာရီ15မိနစ်အထိပျောက်ကြားစစ်စင်ရေးနဲ့တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကော်မရှင်ဘက်ကပိုကြီး2ဦးအပါအဝင်29ဦးခန့်သေဆုံးခဲ့ရပြီး10ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ပြင်မွန်ပြည်ဒေါ်လာရေးတပ်ဖွဲ့ဘက်ကရဲဘော်2ဦးလည်းကြာဆုံးခဲ့ပါတယ်။အင်အားမမျှတမှုတွေကြောင့်တိုက်ပွဲအတွင်းဒေါ်လာရေးတပ်ဖွဲ့ဘက်ကနေအထိနာခဲ့တယ်လို့ဒေသခံတို့ကဆိုပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကော်မရှင်တပ်တို့တွားရလမ်းကြောင်းတစ်လျှောက်မှာမိုးပေါ်တို့လက်နက်ငယ်နဲ့ပစ်ခတ်မှုလှုံ့ဆော်ခဲ့တဲ့အပြင်မော်ဂနီအခြေဆိုင်ခလာရ330ခွန်ကနေလက်နက်ကြီးနဲ့ရွအပြင်ဘက်ကိုရန်တမ်းပစ်ခတ်ခဲ့ပါတယ်။ရွေးကောက်ပွဲကာလဖြစ်တဲ့အခုဒီဇင်ဘာလမှာရင်းမြို့နယ်ရှိကြေးရွာတွေအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ကညစဉ်ကားဒါမှမဟုတ်ဆိုင်ကယ်နဲ့ကင်းလှည့်သွားလာနေတယ်လို့ဒေသခံတွေကပြောပါတယ်။ပြည်သူလူထုများအနေနဲ့စစ်ကော်မရှင်စစ်ကြောင်းကိုတတိပြုပြီးတောလာနေထိုင်ကြဖို့ရင်းမြို့နယ်အခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ဘက်ကတိုက်တွန်းထားပါသေးတယ်ရှင်။နောက်ထပ်ပြောပြပေးမယ့်တဲ့ကတော့ရွေးကောက်ပွဲကာလမှာမွန်ပြည်နယ်အထင်ကရနေရာတွေတဝိုက်စစ်ကောင်မရှင်ကလုံခြုံရေးတင်းကျပ်ထားပေမဲ့လည်းခီးသွားလာသူတွေနဲ့ခရီးသွားဝင်ရောက်မှုတွေရခိုင်နှစ်ကထက်ပုံမများပြားလာနေပါတယ်။အခုဒီဇင်ဘာလမှာပြည်내အတွင်းကအထင်ကရနေရာတွေခီးသောဝင်ရောက်မှုတိတိတတ်တာတိုးလာနေပြီးအထူးသဖြင့်စံတော်ရှင်စိုက်တီယိုစီတီတော်မြတ်ကြီးတို့လာရောက်ဖူးမြော်သူတွေတရရင်3000ခွဲကနေ9000ဝန်းကျင်ကြားဝင်ရောက်လျက်ရှိပါတယ်။ဒါပေမဲ့ဝင်ရောက်လာသူခီးသွားတွေကိုမြို့ဝင်ထွက်စစ်စေးရေးဂိတ်တွေမှာအတင်းကျပ်စစ်ဆေးတာငွေကြေးအစမတန်တောင်းခံတာနဲ့ASEANစစ်ဆေးမှုတွေကိုတင်းတင်းကျပ်ကျပ်လှုံ့ဆော်နေတာကြောင့်ခီးသွားတွေအတွက်အခက်အခဲတွေကြုံတွေ့နေရတာပါ။ဒါကြောင့်လူငယ်တွေအနေနဲ့ခီးသွားလာရမှာတတိပြုရမှာဖြစ်ကြောင်းမူလူငယ်တို့ကထောက်ပြပြောဆိုထားပါတယ်။အာဏာသိမ်းစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုခုခံဒေါ်လန်နေရတဲ့အခုကာလအတွင်းပြည်သူတွေအနေနဲ့ခရီးသွားလာမှုရှောင်ကြဉ်ကြဖို့လက်နက်ကင်ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေကိုမသွားကြဖို့တော်လှန်ရေးရာစုတွေကတတိပေးပြောဆိုထားပါသေးတယ်။မွန်ပြည်နယ်မှာကိုဗစ်ကပ်ရောဂါနဲ့ဆက်နာသိမ်းမှုတွေကြောင့်ခီးသွားဝင်ရောက်မှုလျော့နေလာခဲ့ရကနေအခုနှစ်မှာခီးသွားဝင်ရောက်မှုပြန်လည်များပြားလာနေပါတယ်ရှင်။နောက်ထပ်ပြောပြပေးမယ့်တဲ့ရင်ကတော့အာနာသိန်းစစ်တပ်ကထိပ်ပိုင်းဗိုလ်ချုပ်တွေအပါအဝင်လူပုဂ္ဂိုလ်33ဦးကိုအမျိုးသားညီညွတ်ရေးအစိုးရ UNG ကအကြမ်းဖက်သမားတွေအဖြစ်ပြီးခဲ့တဲ့ဒီဇင်ဘာလ23ရက်နေ့က UNG ရဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကသတ်မှတ်ကြေညာခဲ့ပါတယ်။အဲ့ဒီအထက်မှာထိပ်ပိုင်းစစ်ဗိုလ်ချုပ်12ဦးနဲ့လူပုဂ္ဂိုလ်22ဦးရဲ့အမည်စာရင်းတွေကိုဖော်ပြထားပြီးမွန်ညညွတ်ရေးပါတီကနေအမျိုးသားလွှတ်တော် PR စနစ်မှာရွေးကောက်ပွဲဝင်ပြိုင်မဲ့ဒေါက်တာပညာအောင်မိုးလည်းပါဝင်နေတာဖြစ်ပါတယ်။2025ခုနှစ်ဇူလိုင်လ31ရက်နေ့ကစတင်ဖွဲ့စည်းခဲ့တဲ့စစ်ကော်မရှင်လို့ခေါ်တဲ့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်အဖွဲ့ဝင်10ဦးကိုလည်းအကြမ်းဖက်သမားတွေအဖြစ် UNG ရဲ့အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ကသတ်မှတ်ကြေညာထားတာပါ။အဲ့ဒီအထက်မှာစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမြောင်းလှိုင်အပါအဝင်စစ်ဗိုလ်ချုပ်9ဦးတည်းက2ဦးဟာစစ်ဘက်ကနေအရက်ဘက်ကိုပြောင်းရွှေ့တာဝန်ယူထားတဲ့သူတွေဖြစ်ပြီးနိုင်ငံသားရေးဝန်ကြီးဦးတန်းဆွေလည်းပါဝင်ပါတယ်။အကြမ်းဖက်သမားအဖြစ်သတ်မှတ်ကြေညာထားတဲ့သူတွေကိုဖမ်းဆီးရမိနိုင်ဖို့ UNG ရဲ့အကြမ်းဖက်တိုက်ဖျက်ရေးဖို့အဖွဲ့ကကြိုးပမ်းသွားမှာဖြစ်ပြီးတော်လှန်ရေးရာစုတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့တိုက်တွန်းထားတာပါ။
စစ်အာဏာရှင်စနစ်ကိုလက်နက်ကင်ဆက်ကျင်နေကြတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လှန်ရေးအစုတွေကတော့အာဏာသိမ်းမှု9နှစ်တာကာလအတွင်းတနိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေထိုးစစ်မဆင်နွှဲနိုင်သေးပါဘူးရှင်။ဆက်လက်ပြီးအာဆီယံသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားဖြစ်နေတဲ့လက်နက်ကင်ပဋိပက္ခတွေကိုအမြန်ဆုံးရပ်စဲဖို့လိုတယ်လို့တရုတ်အစိုးရရဲ့အာရှရေးရာအထူးကိုယ်စားလှယ်တန်ရှီကျွင်ကပြောပါတယ်။လက်ရှိအချိန်မှာတော့တိုက်ပွဲတွေကိုချက်ချင်းရပ်ပြီးခိုင်မာတဲ့အပြစ်ခတ်ရက်စဲရေးသဘောတူညီချက်တစ်ခုရအောင်ညှိနှိုင်းတင်တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်မှာနယ်စပ်အငင်းပွားမှုတွေကိုငြိမ်းချမ်းတဲ့နီလန်နဲ့ဖြည့်ရှင်းတင်တယ်လို့လည်းပြောခဲ့ပါတယ်။ချိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့ကစပြီးတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပါတယ်။အရင်ကတော့ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းမှာလည်း9ရက်လောက်တိုက်ပွဲတွေဖြစ်ခဲ့ပြီးမလေးရှားနဲ့အမေရိကန်အစိုးရတို့ရဲ့ကြားဝင်စစ်ဆက်ပေးမှုတွေကြောင့်အပြစ်ရနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီဇင်ဘာလအစပိုင်းမှာအဲ့ဒီအပြည့်ရဲ့သဘောတူညီမှုပြတ်သွားပြီးတစောပြန်တိုက်ပွဲတွေပြန်လည်စတင်လာခဲ့ပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကတော့ထိုင်းနဲ့ကမ္ဘောဒီးယားကြားအပြစ်ခတ်ရက်စဲနိုင်ဖို့အာဆီယံနိုင်ငံတွေကြိုးပမ်းနေတဲ့အစီအစဉ်တွေကိုအပြည့်အဝထောက်ခံတယ်လို့ပြောထားပါတယ်။တရုတ်အစိုးရရဲ့အာရှရေးရာအထူးကိုယ်စားလှယ်တန်ရှီကျင်ကလည်းမကြာသေးခင်ကထိုင်းနဲ့ကမ္ဘောဒီးယားကိုတွားရောက်ပြီးနှစ်နိုင်ငံစလုံးရဲ့ဝန်ကြီးချုပ်တွေအစိုးရထိပ်တဲ့အရာရှိတွေနဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီတွားရောက်တွေ့ဆုံမှုတွေကနှစ်နိုင်ငံကြားတန်တမန်ရေးအရာပေါင်းကူညှိနှိုင်းပေးနိုင်ဖို့တရုတ်နိုင်ငံကကြိုးပမ်းနေတဲ့အချိန်လန်းတစ်ခုလို့လည်းဆိုပါတယ်။တရုတ်နိုင်ငံကတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ်ကအရင်ကထိုင်းနဲ့ကမ္ဘောဒီးယားကိုကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ပထမအကြိမ်အပြည့်ရဲ့သဘောတူညီမှုကိုရည်ညွှန်းတာမရှိပဲတရုတ်ရဲ့ကိုယ်ပိုင်လမ်းကြောင်းနဲ့ပဲနှစ်နိုင်ငံအကြားစစ်ဆက်ညှိနှိုင်းပေးလို့ကြောင်းပြောဆိုခဲ့ပါတယ်ရှင်။ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။ဗင်နီဇွဲလားနိုင်ငံကရုရှားနဲ့တရုတ်တို့ရဲ့ထောက်ခံမှုတွေနဲ့အတူကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးကိုခေါ်ယူခဲ့ပြီးအမေရိကန်ရဲ့လုပ်ရပ်တွေကိုနိုင်ငံသမိုင်းတစ်လျှောက်အဆိုးရွားဆုံးချိန်ချောက်မှုအဖြစ်ဝေဖန်လိုက်ပါတယ်။ဒီဇင်ဘာလ23ရက်နေ့ကကျင်းပခဲ့တဲ့အစည်းအဝေးအတွင်းမှာတော့ရုရှားနဲ့တရုတ်တို့ကအမေရိကန်ရဲ့စစ်ရေးနဲ့စီးပွားရေးဆိုင်ရာဖိအားပေးမှုတွေကိုကောင်းပွိုင်းဆန်တဲ့လုပ်ရပ်တွေနဲ့ချိန်ချောက်မှုတွေလို့ခေါ်ဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။လက်ရှိအချိန်မှာအမေရိကန်ဘက်ကကာရီဘီယန်ဒေသမှာစစ်ရာအများပြားချထားပြီးပိတ်ဆို့အရေးယူမှုတွေရဲ့သစိတ်တစ်ပိုင်းအဖြစ်ဗင်နီဇွဲလားရေနံတင်သင်္ဘောတွေကိုဂျားပြတ်ဟက်တာနေတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒီဝေဖန်မှုတွေကိုတုံ့ပြန်ပြီးကုလသမဂ္ဂဆိုင်ရာအမေရိကန်တာမတ်ကြီးမိုက်ကယ်ဝေါ့စ်ကအမေရိကန်ပြည်ထောင်စုအနေနဲ့ကိုဒေတာကိုနယ်နမိတ်နဲ့အမေရိကန်ပြည်သူတွေကိုကာကွယ်ဖို့အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ပြောခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ်ကလည်းဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုဟာရေနံဝင်ငွေတွေကိုအသုံးပြုပြီးငွေရစေဝါမှောင်ခိုမှုနဲ့အကြမ်းဖက်လုပ်ရက်တွေကိုငွေကြေးထောက်ပံ့နေတယ်လို့ဆွဆွဲထားပါတယ်။ဒါပေမဲ့ဗင်နီဇွဲလားအစိုးရကတော့ဒီဆွဆွဲချက်တွေကိုပြပြတသားညှင်းဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလကစပြီးငွေရစေဝါသက်ဆောင်မှုနဲ့ဆက်နွယ်တဲ့ဆွဆွဲချက်တွေကြောင့်အမေရိကန်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေဆောင်ရွက်ခဲ့ရာလူ100ကျော်သေဆုံးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။အခုတစ်ပတ်အစီအစဉ်တွေဒီမှတင်ရနာပါရစေ။လာမယ့်အပတ်စဉ်တနင်္ဂနွေနေ့ကြာရင်ထပ်ပြီးဆုံကြရအောင်ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။